မင်္ဂလာပါ welcome back ဒီနေ့ဗီဒီယိုကတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းဒီ Middle East မှာအလုပ်လုပ်ခဲ့တဲ့ experience အကြောင်းကိုတင်ပေးမယ်လို့ကျွန်တော်ပြောပြပူတယ်မလားဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်တော့အဲ့လိုရမလဲအဲ့လိုမျိုးပြလိုက်လို့ရှိရင်အရင် company ရဲ့အကြောင်းတွေပါသွားမှာဆိုလို့အဲ့ဒီအကြောင်းတော့မပြောတော့ဘူးဒါပေမဲ့ဒီနေ့ဗီဒီယိုမှာကျွန်တော်တကယ်လို့ Middle East မှာအလုပ်သွားလုပ်ချင်တဲ့သူတွေအတွက်Middle East ဆိုတာအကုန်ပါတယ်ပေါ့နော်ဒီဒူဘိုင်းတို့ UAE တို့ Oman တို့ Kuwait တို့အဲ့ဒါတွေအကုန်ပါတယ်ပေါ့အေးမှာအလုပ်သွားလုပ်ချင်တဲ့သူတွေအတွက်စောင်းရန်ရှောင်းရန်အချက်အစ condition တို့လို့အကြောင်းအရာလေးပြပြပေးသွားမယ် so let's go ပထမဦးဆုံးအချက်ကတော့အကြီးဆုံးအချက်နဲ့ပထမဦးဆုံးအချက်ကျွန်တော်အတွက်ကတော့အစားအစာပါဒါပေမဲ့အမှားကတကယ်လို့ဒူဘိုင်းတို့ဘာတို့မှနေလို့ရှင်တော့အစားအစာတော့အရင်ပေါ်တယ်ဒီတရုတ်စားစားဘာအစားမစားဆိုအကုန်လုံးရနိုင်တယ်တကယ်လို့ဝက်သားတွေပါစားချင်လို့ရှင်လဲအမှနန်းထားလဲဆိုပြီးတော့ဝက်သားတွေပါရှာဝယ်လို့ရတယ် so it's not a big deal but ဒါပေမဲ့တကယ်လို့ Oman တို့ဒီ Kuwait တို့အဲ့လိုပြင်ပမှာနေမယ်ဆိုလို့ရှင်တော့နည်းနည်းအစားအစာရှာရခက်တယ်မြန်မာအစားအစာဆိုလို့ရှင်လဲမျိုးဘယ်လိုပြောရမလဲတကယ်မျိုးတွေမှာပဲရှိတယ်အဲ့လိုစတေးစားတောက်ဆိုင်တို့ဘာလို့လို့မျိုးဆိုလို့ရှင်လေမျိုးတွေမှာပဲရှိတယ်ပေါ့အဲ့လိုမျိုးတကယ်တမ်းကိုစားချင်တဲ့ဟာတွေကိုတောက်ပဲလို့ရှိရင်နေတော့ရနေလန်းနေကားရှိမှအဆင်ပြေတယ်ပေါ့အိပ်ပက်တွေမှာဆိုလို့ရှင်ဘတ်ကားတွေပါတယ်အဲ့လို public transportation တွေပါတယ်လည်းမရှိဘူးအဲ့တော့တွားလာရတော့တိတ်အဆင်မပြေဘူးပေါ့ကျွန်တော်ကကျတော့လိုဗရီယာနီတို့ကာဟိုလီတို့အဲ့လိုမျိုးဒီသူတို့အစားအစာဟိုကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ပြဿနာမရှိဘူးဒါပေမဲ့နောက်လာမယ့်လူတွေအတွက်ကအဲ့လိုအစားအစာတွေမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကတော့တကယ်လို့အလုပ်တွေပါတွေရှာမယ်ဆိုလို့ရှိရင်မြို့မှာပဲရှာဖို့အကြံပေးခြင်းနဲ့နေဘက်ဒီပါမှာဆိုလို့ရှိရင်အစားအစာရန်ကြရခက်ခဲတယ်လို့သွားလိုက်တန်တို့သွားလိုက်စီတို့အဲ့လိုမျိုးပုံမှန် basis need တွေလို့ဝယ်မယ်ဆိုလို့ရှိရင်တော့မှအဲ့လိုမျိုးနည်းနည်းခက်လန့်သွားတယ်ဟို taxi နဲ့ပါခက်လန့်သွားတယ်နောက်တစ်ခုကကျတော့ environment အကြောင်းပြောပြလို့ရှိရင်ကိုယ်ဝါကားတွေပါတယ်အကုန်ပါပေါ့နော်ကိုယ်ဝါကားတို့နေတဲ့ပတ်ဝန်းကျင်တို့ဘာတို့ပါတယ်environment ကြောင့်ပြလို့ရှိရင်ကျွန်တော်ကတော့အမှန်တမ်းပွင့်လင်းပြောရလို့ရှိရင်မွတ်စလင်တွေကဗုဒ္ဓဘာသာကြီးထက်ပိုပြီးတော့သဘောကောင်းပါတယ်ကျွန်တော်အမြင်ပေါ့မွတ်စလင်တွေကကျွန်တော်ဗုဒ္ဓဘာသာကြီးနဲ့ရှင်လို့ရှိရင်အရင်သဘောကောင်းတယ်ဘာလို့ဆိုကျွန်တော်အဲ့လိုမျိုးကျွန်တော်အရန်ကုန်မှာနေပြီးတော့အဲ့လိုမျိုးအခြားပတ်ဝန်းကျင်လူတွေနဲ့အဲ့လိုမျိုးဆက်ဆံထက်စားလို့ရှိရင်အိမ်မွတ်စလင်တို့ဂျားထဲမှာနေရဒါပို့ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့ comfortable ဖြစ်တယ်လို့ခံစားရတယ်ကျွန်တော်တယောက်တည်းအမြင်ပေါ့နော်ဘယ်လိုပြောမလဲအကုန်လုံးကကျွန်တော်ဆိုလို့ရှိရင်အဲ့ရက်ွက်ထဲမှာကျွန်တော်မသိရလို့မရှိဘူးပြီးလို့ရှိရင်အဲ့လိုမျိုးဆိုင်တော်တငယ်ချင်းတွေဘာတွေအဲ့လိုမျိုးဆိုင်တွေဘာတွေဖွင့်ထားတဲ့ဆိုင်တွေဖွင့်ထားတဲ့ဆိုင်တွေမှာလို့စသန်တစ်ခုခုမှလုံနေလို့ရှိရင်အမြဲတမ်းသူတို့ဆိုင်ရှိဖြစ်သွားလို့ရှိရင်အမြဲတမ်းတစ်ခုခုအမြဲတမ်းခေါ်ကျွေးတတ်တယ်ပေါ့နော်လို့ဒါပေမဲ့ဒါကျွေးလို့ကောင်းတယ်လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့အကုန်လုံးကဟိုသဘောအကုန်လုံးသဘောမနှောဒီအကုန်လုံးကောင်းကြပါတယ်ပြီးတော့ညဘက်တွေပါတယ်လို့ဆိုလို့ရှိရင်လည်းညတနင်္လာ2နာရီနေဘက်မှာတော့မှတနင်္လာ2နာရီလောက်တစ်ဖက်လမ်းရှောင်နေလို့ရှိရင်နောက်ဆက်မယ်လို့ဘယ်လိုမျိုးပါတယ်မရှိဘူးအမှုဖြစ်တာတွေပါတယ်အဲ့လိုမရှိတဲ့လောက်ကိုနည်းတယ်ပေါ့ဒါပေမဲ့တခုတတိထားမှာဝေစားစီရင်ပုံကတော့တတိထားမယ်အိဘက်မှာယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ဒီဘောင်မီတိုနဲ့လို့ဒီ model တွေပါတယ်တွားလို့မရဘူးဘောင်မီတိုဝေပြီးတော့အပြင်တွေပါတယ်လမ်းထွက်လျှောက်လို့မရဘူးပေါ့အဲ့လိုမျိုးတော့တစ်ချက်တတိထားရတယ်နောက်တစ်ခုက company ကပေးတဲ့ accommodation ကcompany ပေါ်လိုက်ပြီးတော့မူတည်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့company အများစုကတကယ် contract ချုပ်ပြီးဆိုလို့ရှိရင်benefit မှာ accommodation မှာပါလေးရှိတယ်company တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်အချို့ company တွေက accommodation ကိုဘယ်လိုပြောရမလဲ apartment ပေးတယ်အချို့ company တွေကပုံမှန်အခန်းလေးတစ်ခန်းပဲပေးတယ်ဒါ company ပေါ်လိုက်ပြီးတော့ကွဲပြားသွားတဲ့ဟာတွေပေါ့ကျွန်တော်ကတော့အရင် company မှာကဆိုင်ကနေရာ3နေရာမှာရှိတဲ့အတွက်ကျွန်တော်နေရာ3ခုပြောင်းပြီးတော့လုပ်ခဲ့ရတယ်နေရာ3ခုပြောင်းပြီး accommodation 3ခုလောက်ပြောင်းပြီးတော့နေခဲ့ရ accommodation တွေကတော့မစိုးပါဘူးဒါပေမဲ့အချို့အခန်းတွေဆိုလို့ရှိရင်ဘယ်လိုပြောမလဲလူစုံနေရာဆိုတော့လာကြိုက်လို့ဆိုအရင်ညစ် I don't want to talk about this အရင်ညစ်ပတ်တယ်ပြီးတော့ဘယ်လိုပြောမလဲအိပ်ဘက်မှာအဲ့လိုမျိုးအခြား so just cut it up so အရင်ညစ်ပတ်တယ်ဒါကတော့ကို company ငှားပေးတဲ့နေရာပေါ်လိုက်ပြီးတော့မူတည်တာပေါ့အဲ့တော့စာချုပ်မချုပ်ခင်ပြီးတော့ဘယ်လိုပြောရမလဲ
လိုမျိုးအလုပ်မလျှောက်ခင်ပေါ့လိုမျိုးအလုပ် interview တွေမှာဗာမျိုးဆိုလို့ရှိရင်ကိုယ့် accommodation တွေပြီးတော့လူတခန်းကိုဘယ်နှယောက်နေရမှာလဲဒီပြီးတော့နှစ်ထပ်ကရင်နဲ့အေးရမှာလားတစ်ထပ်ကရင်မဲလားပုံမှန်လိုမျိုးကရင်မဟုတ်ဘဲနဲ့ကျန်းငင်းမှာ matrix နဲ့အေးရမှာလားအဲ့ဒါတွေကတော့ကျွန်တော်အနေနဲ့တော့မေးတင်တယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကြီးတွေကိုအဲ့ဒါမမေးခဲ့လို့ရှိရင်အလုပ်ရပြီလို့ရှိရင်အဲ့ဒီနေရာနဲ့အဲ့ဒီအခန်းနဲ့အဲ့ဒီ matrix နဲ့အဲ့ဒီကရင်နဲ့မှာနှစ်လောက်နေရမှာဆိုတော့အဲ့ဒီအချက်ကကျွန်တော်အနေနဲ့တော့အရေးကြီးဆုံးအချက်မေးတင်တယ်လို့တော့ထင်တယ်နောက်တစ်ချက်ကကြတော့ co-workers but I don't want to talk about this just packs နောက်ဆုံးတစ်ချက်ကတော့အလုံးသိကျင်နေကြမယ်ထင်တယ် salary ပါ salary ကတော့ကျွန်တော်တို့ပုံမှန် position ဒီ waiter တို့ waitress တို့ဒီ reception တို့အဲ့လိုမျိုး position တွေနဲ့တွားမယ်ဆိုလို့ရှိရင်ကျွန်တော်အလုပ်တုံးကအိုမန်မှာလုပ်ခဲ့တာဆိုတော့ဒီသူအိုမန်ငွေနဲ့ဆိုလို့ရှိရင်ပုံမှန် waiter တို့ waitress ဆိုလို့ရှိရင်200ကနေစပြီးပဲပေါ့200ဆိုလို့ရှိရင်ထိုင်းငွေ probably around 16,000 18,000လောက်တော့ရှိတာပေါ့အဲ့လောက်ပဲဒါပေမဲ့အချို့ company တွေကကြတော့လာစားအပြင်ကို executive တွေ commission တွေပါထပ်ပေးတယ်အချို့ company တွေတော့မပေးဘူးဒါပေမဲ့အချို့ company တွေကတော့လာစားအပြင်ကိုဒီ free meal တွေ free drink တွေ free food တွေအဲ့လိုမျိုးထပ်ပေးသေးတယ်ဒါပေမဲ့ company ပေါ်လိုက်ပြီးတော့ကွာတာတွေရှိရပါပေါ့ဒါပေမဲ့ visa ကြီးတွေဒီဘယ်လိုပြော accommodation တွေရေကမီးကအကုန်လုံး company ကပဲခံတာဆိုတော့အဲ့တခုနဲ့ထိုင်းနဲ့ရှင်လို့ရှိရင်အဲ့တခုကအဲ့ဒါအဲ့တစ်ချက်ကထိုင်းထက်တော့ပိုတာတယ်ပတ်စံပိုစုမိတယ်ပေါ့ so အဲ့တော့ဒီနေ့ဗီဒီယိုနည်းနည်းတူကောင်းတူနိုင်နေပါဆိုတော့ကျွန်တော်ဘယ်လိုပြောရမလဲအခြားအရင် company အကြောင်းကိုအများကြီးပြောချင်တာလည်းပါတယ်ဒါပေမဲ့တခုသတိပေးချင်တာကကိုကထိုင်းဘက်ကနေမှ third country ကိုသွားချင်တယ်အဲ့လို Middle East ဘက်တွေသွားထွန်းချင်တယ်ဆိုလို့ရှိရင်တခုအကြံပေးချင်တာက contract မချုပ်ခင်စာချုပ်မချုပ်ခင် rules and regulation တွေ terms and conditions တွေ benefits တွေအဲ့ဒါတွေကိုတေချာဖတ်ပါ accommodation တွေလာစားတွေခံစား권တွေ annual leave တွေအဲ့ဒါတွေအကုန်လုံးတေချာမေးပါတေချာဖတ်ပါအားလုံးတည်ပြီးသွားတော့မှ contract ကို sign ထိုးစေချင်တယ်တကယ်လို့ contract ကိုတေချာလေးမဖတ်ဘဲနဲ့ terms and conditions တွေ rules and regulation တွေကိုနားမလည်ဘဲနဲ့ sign ထိုးခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီ company မှာအနည်းဆုံးက2နှစ်လောက်ရမှာပါ2နှစ်လောက်မှာဆိုတော့အဲ့ဒီဟာတွေကကိုယ်နဲ့အဆင်မပြေခဲ့လို့ရှိရင်အဲ့ဒီဟာတွေရဲ့ထံကိုဘယ်လိုပြောပြမလဲအဲ့ဒီအဆင်မပြေတဲ့မှုတွေကိုအနည်းဆုံးတော့2နှစ်လောက်ထိခံရမှာဆိုအဲ့တော့ company တခုကိုနဲ့အဆင်ပြေပြင်ပြလုတ်ပြီးမှတည်ရတယ်ဆိုပေမဲ့အချို့အချက်တွေကကြတော့ကျွန်တော်စာချုပ်မပါပြီးသားဆိုတော့စာချုပ်မချုပ်ခင်စာချုပ်ကိုကြိုပြီးတော့ဖတ်စေချင်ပါတယ်စာချုပ်ကိုပို့ကြိုပြီးတော့ဘယ်လိုပြောရမလဲနားလည်အောင်မေးစေချင်ပါတယ် so I'll make good luck with you all the best thank you so much